ကဲအမျိုးသားတို့ကြီးเนาะမနန်းတို့စီကဒီအညာမောင်ယူဘူးလေးတွေကိုပေါ့เนาะအမျိုးသားတွေအသုံးပြုတဲ့အခါမှာเนาะအမျိုးသားတွေအနေနဲ့ပေါ့เนาะဟိုအစိပ်ပိုင်းတစ်ခုတည်းကိုမတွေးပါနဲ့เนาะဘာဖြစ်လို့လဲဆိုတော့မနန်းတို့စီမှာလာဝယ်တဲ့အမျိုးသားတော်တော်များများမှာအမျိုးသားကြီးတွေအများကြီးရှိပါတယ်အမျိုးသားကြီးတွေဘာဖြစ်လို့သုံးလဲဆိုတော့အသက်ကြီးတဲ့အမျိုးသားကြီးကအသက်ကြီးလာတဲ့နဲ့အများသူတို့ကအမောမခံနိုင်ဘူးတက်လို့မကောင်းဘူးပေါ့နော်အဲ့တော့တာမန်ကျမ်းမာရေးအနေနဲ့သူတို့ကဖြစ်ဆက်စာအနေနဲ့လည်းသုံးပြကြတယ်အဲ့ဒီအတွက်အမျိုးသားကြီးတွေကစားတဲ့အခါမှာသူတို့အတွက်အင်အားတွေပြန်ပြီးတော့ဖြည့်စေတယ်နောက်ပြီးတော့သူတို့ရဲ့တနေ့တာကုံဆုံးသွားတဲ့ခွန်အားတွေကိုပြန်ပြီးတော့ပြည့်စေတယ်เนาะအမောတွေခံနိုင်လာတယ်တက်လုံကောင်းလာတယ်เนาะနေလို့ထိုင်လို့ကောင်းလာတယ်သွားလို့လာလို့အဆင်ပြေလာတယ်ပေါ့เนาะပြီးလို့ရှိရင်အမျိုးသမီးနဲ့အတူနေတဲ့အခါမှာလည်းဟိုစားပေါ့เนาะအမောတန်ခံနိုင်လာတယ်အဲ့လိုမျိုးကတော့အိမ်မှာဟိုနေထိုင်သွားရင်လာရင်အတွက်ဆိုလို့ရှိရင်လည်းခိုင်းဆိုလေးလံထိုင်မိုင်းနေတယ်အခုဆိုလို့ရှိရင်ဒီအညာမောင်စားပြီးတော့နေလို့ကောင်းသွားတယ်ပေါ့เนาะဟိုစားတလက်တွေဖြစ်လာတယ်ဆိုတော့အဲ့ review တွေမှာနန်းတို့စီမှာအများကြီးရထားတယ်เนาะအဲ့တော့အမျိုးသားတွေအနေနဲ့တချို့ကဒီအညာမောင်းဆိုတာနဲ့ဟိုကိစ္စကိုတမ်းပြီးတွေးမြင်ကြတယ်เนาะအဲ့ကိစ္စအတွက်တခုတည်းမဟုတ်ပါဘူးเนาะဒါလူငယ်တွေကတော့ဒီနည်းနည်းဒေါင်းဒေါင်းမျိုးဖို့ဖလန်းဖလန်းထားဖို့တုံးကြတာပေါ့เนาะလူကြီးတွေကြတော့အဲ့လိုမျိုးမဟုတ်ဘူးဟိုစားကိုယ့်ရဲ့ဒီခန္ဓာကိုယ်အတွက်လိုအပ်တဲ့ကျမ်းမာရေးအတွက်ဖြည့်ဆည်းတဲ့အနေနဲ့အသုံးပြုကြတာများပါတယ်เนาะအဲ့တော့တချို့အလုပ်ပေးမမှန်လုပ်နေရတဲ့အမျိုးသားကြီးလည်းရှိရဲသူတို့ဆိုလို့ရှိရင်လည်းမနန်းတို့စီမှာလာပြီးတော့မေးကြတယ်လာဝယ်ကြတယ်ပေါ့เนาะတနေ့ကုန်သူတို့ကအလုပ်တွေပေးမှန်းကြတယ်ချို့ဆိုလို့ရှိရင်ကားမောင်းနေလူတွေရှိတယ်ချို့ကုန်ထမ်းနေလူတွေရှိတယ်အလုပ်တွေပေးမှန်းအဲ့လိုမျိုးပေါ့เนาะဟိုတနေ့ကုန်လုပ်နေရတဲ့အမျိုးသားကြီးရှိရဲအဲ့တော့တနေ့ကုန်ကျတော့ကိုယ့်ရဲ့ဒီကန္နာကိုမှာကိုကဒီဒီကာယကိုအသုံးပြုပြီးအလုပ်လုပ်ရတဲ့အတွက်ဘာဖြစ်လဲဆိုတော့ပင်မနှွမ်းနေတယ်ပြန်လာတဲ့ခါမှာကျတော့ညောင်းနေညာတယ်ပေါ့နော်နောက်အမျိုးသမီးနဲ့အတူနေခြင်းစိတ်တွေလည်းမရှိတော့ဘူးအတူနေခြင်းစိတ်ရှိပြန်တော့လေဘာလို့ဆိုတော့စိတ်သွားတိုင်းကိုကမပါလာဘူးလိုက်မလာတော့တာရှိတယ်ပေါ့နော်အဲ့ဒီအစိတ်ပိုင်းတွေအတွက်အမျိုးသားတော်တော်များများဒီအညာမောင်ယူဘူးလေးတွေကိုအသုံးပြုကြပါတယ်ရှင်အဲ့တော့အမျိုးသားတွေအနေနဲ့အညာမောင်ဆိုတာနဲ့နော်ဟိုကိစ္စတစ်ခုတည်းကိုတွေးမမြင်ပဲနဲ့ကိုယ့်ရဲ့နော်နေ့စဉ်ပုံမှန်ကျန်းမာရေးအတွက်ကျန်းမာအောင်အတွက်ပုံမှန်စားပေးရတဲ့ဖြစ်ဆက်စာအနေနဲ့ပဲကြည့်ပေးလို့ရပါတယ်နော်ဒါကယူဘူးလေးဖြစ်တဲ့သူ့မှာဘာလဲဆိုလို့ရှိရင်နော်ခွေးလျားစီပြားရည်ထောပယ်နှမ်းစီเนาะရှစ်မတက်ဥเนาะအဲ့ဒါကြီးနဲ့ဖော်ဆက်ထားတဲ့အတွက်အမျိုးသားတွေအတွက်အားဖြစ်စေတယ်အမျိုးသားတွေအတွက်အရန်ကောင်းပါတယ်ရှင်အဲ့ဒါလေးကိုလာပြီးတော့မနန်းကကြံပေးတာပါလာပြီးတော့ပြောပြတာပါเนาะသိချင်တယ်ဆိုလို့ရှိရင် TikTok CV ဒါမှလို့ရှိရင်เนาะ Viber နေလာပြီးတော့မေးလို့ရတယ်လို့ဖုန်းဆက်ပြီးတော့မှာယူလို့လည်းရပါတယ်